Hello ဒီနေ့တော့စိတ်သားအမဲသားကြက်သားအသားကင်နေပဲတီးတန့်အဓိကရောင်းနေမော်တာအသားကင်ဆိုင်လေးကိုရောက်ခဲ့ပါတယ်။သူကမင်္ဂလာတောင်ညွတ်ဘုံမင်းအောင်လမ်းမှာပေါ့113လမ်းထိပ်မှာရှိတာပါ။စိတ်သားနဲ့အမဲသားကတော့အဓိကပေါ့နော်။ပုံစံမျိုးစုံနဲ့စိုက်မျိုးစုံနဲ့ရတယ်။ကြက်သားကတော့ရင်ပုံနဲ့ပေါင်နဲ့ရှိပါတယ်။စိတ်သားကစတီးချောင်းအရှိနဲ့ကင်တာဆိုတော့သူကဖြုတ်လိုက်တယ်ပေါ့နော်။ဘေးကအမဲသားနှစ်ကင်ပါ။ငရုတ်ကောင်းမုံလေးဖြူပေးတယ်ပြီးတော့ဒီထောပတ်စီလေးဖြူပေးတယ်ထောပတ်စီကမကြိုက်ဘူးဆိုရင်ကြိုပြောလို့ရပါတယ်ပြီးတော့ကြက်ပေါင်တကင်ရဲ့ပါမှားထားပါတယ်ငရုတ်ကောင်းနဲ့ထောပတ်စီကအသားအလုံးပေါ်မှာဖြူတာတွေ့ရပါတယ်သူတို့စတိုင်ပေါ့နော်ဆက်လက်ရွက်ပူစီနံနဲ့တံမြာသီးစိတ်လေးချပေးပါတယ်စတီးချောင်းထိုးထားတဲ့အချောင်းအရှည်ကစိတ်သားပါသူကတကင်ကို1000ပါဒီပကံထဲမှာကျတော့ချောင်းလေးဖြုတ်လိုက်လို့ပေါ့နော်သူစိတ်သားကင်ကအရန်မှွေးပြီးအရန်စားလို့ကောင်းတယ်အရသာတော်တော်ရှိတယ်ဘူစီနန်ချထားပြီးတော့ဘူစီနန်နဲ့တွဲစားဖြစ်တယ်ပြီးတော့အချင်ရည်ကတော့နည်းနည်းကြဲကြဲလေးပေါ့နော်အချင်ရတာတော့အဲ့လောက်မဟုတ်ဘူးဒါပေမဲ့အသားကတော်တော်စားကောင်းနေတော့အချင်လည်းမလိုဘူးပေါ့နော်သူစိတ်သားကညှိနဲ့လုံးဝမရတဲ့အပြင်ကိုဟင်းခတ်အမွှေးကြိုင်အနံ့တော်တော်ဖုံးလွှမ်းနေတာမှလေပူစီနန်တော့မှမလွှမ်းနိုင်ဘူးမကြီးချင်တဲ့ဆက်လက်ရွက်လည်းပေးထားတော့အဲ့လိုတွဲရတာလားမသိပေမဲ့တွဲစားပလိုက်ပါတယ်ချက်ပေါင်ကင်လေးလည်းမစိုးဘူးအရသာရှိတယ်တကင်ကို9000မှာဒါပေမဲ့ထောပတ်စီတွေထည့်ခိုင်းလိုက်တာမှားသွားပါတယ်သူတို့တော့ကြိုမေးတယ်ကြီးကအရင်ကမစားဘူးတော့ထည့်မယ်လို့ပြောလိုက်တာပါထောပတ်နှံ့ကကြက်ကင်နှံ့ကိုလွှမ်းသွားပြီးတော့ကြက်သားအမွှေးနှံ့သိမ့်မရတော့ဘဲနဲ့စားရတဲ့အရသာကလည်းစီများသလိုဖြစ်သွားတယ်ပေါ့နော်အမဲသားကင်လေးလည်းတော်တော်ကောင်းတယ်ညှိနှံ့လုံးဝမရဘူးဟင်းခတ်အမွှေးကြိုင်နေရတော့တော်တော်ပိုင်နိုင်တယ်ပေါ့နော်စိတ်သားရောအမဲသားရောမှုလေးနဲ့စားလို့ကောင်းတယ်ဒါပေမဲ့စိတ်သားကတော့ပို့ပြီးတော့လည်းအရသာရှိပြီးတော့ပို့ပြီးတော့လည်းစားလို့ကောင်းပါတယ်အမဲသားကတကယ်2500ပါဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးတွေမှာထပ်တွေ့ပါမယ်တတား